ဒီနေ့တော့ပစ္စည်းတွေကိုဖုံတော့ရင်ကျမရဲ့အကြောင်းနည်းနည်းလောက်ရှင်းပြခြင်းနဲ့ပေါ့နော်ရင်ဖွင့်ချင်တာလေးပါတာပေါ့လေလွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်တုန်းကဆိုရင်ပေါ့လေကျမမှာနှွေးထွေးတဲ့အိမ်လေးတစ်လုံးရှိခဲ့တယ်ကျမတိတ်တ ्यू စိုက်တဲ့ခင်ပွန်းလည်းရှိခဲ့တယ်ပေါ့နော်ကျမအချစ်ရဆုံးသားနဲ့သမီးလည်းရှိတယ်အခုတော့အရာကျမရဲ့အမှားတစ်ခုကြောင့်ဆုံးရှုံးသွားပြီကျမနာမည်ကမေချိုလေးကျမယောက်ျားနာမည်ကတော့ကိုမျိုးတန်းပေါ့သူကကျမထက်အသက်9နှစ်ကြီးတယ်လူကြီးလူကောင်းပြီးသားလို့ကျမပေါ်မှာလည်းဖခင်တယောက်လိုအကိုတယောက်လိုချစ်သူတယောက်လိုလေသေးမရှိဖြည့်ဆည်းပေးခဲ့တဲ့သူပေါ့လေထူးခြားတာတစ်ခုကတော့သူကမုတ်ဆိုးဖို့ပေါ့လေသူ့ရဲ့အရင်မိန်းမဆုံးသွားတယ်ပေါ့လေအဲ့ဒီတော့ကြောင့်ကျမကတော့အပြုံစင်ပေါ့ကျမကိုသူရတဲ့အတွက်ရွှေဆိုရင်ရွှေငွေဆိုရင်ငွေကျမပူဇော်သမျှကိုသူဘယ်တော့မှငင်းဆန်ခဲ့ခြင်းမရှိခဲ့ဘူး iPhone နောက်ဆုံးထုတ်ထွက်လဲကျမထဲလဲရွေးကင်လိုက်ရုံပဲပေါ့လေအဲ့ဒီလောက်ထိကျမတုံနေအောင်ကျမအချစ်ခံရတာသူအများနဲ့ပြောနေတဲ့စကားလေးတော့ရှိတယ်မင်းမပြောတော့ရင်ပွန့်ပွန့်လင်းလင်းပြောပေါ့နော်နောက်ကျောတော့ဓာတ်နဲ့ထိုးတဲ့အလုပ်တော့သူမလုပ်ပါနဲ့လို့အများတော့သူတောင်းဆိုခဲ့ဘူးတယ်ဒါပေမဲ့အဲ့ဒီယုံကြည်မှုကိုပဲကျမသစ္စာဖောက်ခဲ့တာအမဆိုတာအစပိုင်းကတော့တေးသေးလေးကျမစီတီမတ်သွားရင်နဲ့တက်တူတုံးကရေးစားဟောင်းနဲ့ကျမပြန်ဆုံမိခဲ့တယ်အတိတ်ကပြန်ပုံမြင်ဟောင်းတွေကိုကော်ဖီဆိုင်မှာထိုင်ပြန်တူးဖော်မိတာပေါ့လေကျမယောက်ျားတင်မောသားရှင်အဲ့တော့သူတင်မောပေါ်တက်တဲ့အချိန်မှာကျမရဲ့အထီးကျန်မှုတွေကိုအခွင့်ကောင်းယူပြီးကျမရဲ့ရေးစားဦးကကျမဘဝထဲကိုဝင်ရောက်လာခဲ့တယ်အမြဲတမ်းရေးစားဦးကကျမကိုပြောနေကြစကားလေးရှိတယ်ဟဲ့နင့်ယောက်ျားနင့်ထက်အများကြီးအသက်ကြီးတာနော်နင်တကယ်ရောပျော်ရဲ့လားအဲ့လိုမြှောက်ပင့်စကားတွေကြားထဲမှာကျမလမ်းမှားခဲ့တယ်ငယ်ချစ်ဆိုတဲ့စကားလုံးတော့မှာအယုံမှုလိုက်ပါရင်ကျမယောက်ျားရဲ့သစ္စာတရားတွေကိုကျမမေ့လျော့သွားမိခဲ့ပါတယ်တခါတလေသင်္ဘောပေါ်ဆင်းလို့ကျမအိမ်ကိုပြန်လာလေကျမယောက်ျားကျမနဲ့ခလေးတွေအတွက်ကိုယ်တိုင်ထမင်းချက်ကြွေတဲ့အခါကျမသမီးလေးကသူ့အဖေကိုဖတ်ပြီးချွဲနေတဲ့အခါမျိုးတွေမှာကျမရှင်ထဲမှာတော့အနှဲငယ်တော့တော်တော်ထိတ်လန့်မိတာပေါ့လေဒါပေမဲ့ကျမကိုကအားတယ်လေကျမဒီလိုဖောက်ပြန်တာတွေကိုသူသိမှာမဟုတ်ဘူးလို့ကျမကိုယုံကြည်မှုလွန်ကဲမိခဲ့တယ်ဒီလိုနဲ့ကျမသစ္စာဖောက်မှုက2နှစ်ကြာခဲ့တယ်သစ္စာဖောက်မှုဆိုတာသစ္စာဖောက်ခြင်းရဲ့အရာသာကအစပိုင်းမှာချိုးမိန်တယ်လို့နဲ့နောက်ပိုင်းမှာကိုယ်လေကုန်းကိုပြန်စွတ်မဲ့ကြိုးကွင်းမှန်းကျမမသိခဲ့ဘူးတနေ့မှာပေါ့လေသူကတော့ကျမယောက်ျားသင်္ဘောတက်မယ်သူအလုပ်နဲ့သင်္ဘောတက်မယ်ဆိုပြီးတော့အိမ်ကနေထွက်သွားတယ်ဒီလိုနဲ့ကျမလည်းပေါ့နော်လာမဲ့အပတ်တနင်္ဂနွေနေ့မှာကျမချစ်ရတဲ့သူကျမရေးစားဦးနဲ့ကျမဘန်ကောက်ကဟိုတယ်တစ်ခုမှာချိန်တွေ့ဖို့သွားခဲ့ပါတယ်အဲ့ဒီနေ့ဟာကျမဘဝရဲ့လုံးဝဇောက်ထိုးမှုမြောက်ကြပြီးငရဲကန်စတင်တဲ့နေ့ဆိုတော့ကျမမသိလိုက်ဘူးကျမနဲ့ကျမရေးစားဦးအတူရှိနေတာကိုကျမယောက်ျားမြင်သွားခဲ့တယ်ဒါပေမဲ့အံ့ဩစရာကောင်းတာကလေကျမယောက်ျားတခြားယောက်ျားတွေလိုဒေါသတကြီးနဲ့ထိုးချိတ်တာဆဲဆိုတာတွေလုံးဝမလုပ်ခဲ့ဘူးသူကကျမတို့နှစ်ယောက်ကိုဖုန်းနဲ့ recording ယူပြီးတော့ပဲသူထွက်သွားခဲ့တယ်သူထွက်သွားတော့သူ့ရဲ့နောက်ကျောပြင်ကိုကြည့်ပြီးကျမတုန်လှုပ်သွားခဲ့တာပေါ့လေအဲ့ဒီအေးဆက်မှုကရိုက်နှက်တာထက်ပိုပြီးနာကျင်ရမယ်ဆိုတာကျမအခုမှသိလိုက်ရတယ်အိမ်ပြန်ရောက်တော့ကျမယောက်ျားကျမရဲ့မိဘတွေကိုခေါ်တွေ့တယ်ကျမရဲ့ကလေးတွေကိုလည်းတိတ်ချနားလဲအောင်ရှင်းပြတယ်ပေါ့လေသူကျမကိုတခေါမှတော့မဆူဒါပေမဲ့သူ့မျက်လုံးထဲမှာကျမအတွက်အချစ်ဆိုတာမရှိတော့ပဲနဲ့တိတ်ရှင်စရာကောင်းတဲ့မိန်းမတစ်ယောက်အဖြစ်ပေါ့နော်သူ့မျက်လုံးထဲမှာကြံရိပ်ခဲ့တာကိုမြင်ရတဲ့အခါကျမရင်ကွဲမတတ်ခံစားရပါတယ်နောက်သူပြောပါတယ်သူကကျမကိုလွတ်လပ်ခွင့်ပေးလိုက်ပြီတဲ့ကျမရွေးချယ်တဲ့လမ်းမှာကျမပြောအောင်နေပါတယ်လေအဲ့ဒီစကားတစ်ခုကကျမကိုတေလူတယောက်လိုဖြစ်သွားစေခဲ့ပါတယ်အခုကွာရှင်းပြီးတာဒီနေ့နဲ့ဆိုရင်တစ်နှစ်ကျော်2နှစ်ထဲဝင်နေပြီလေကျမဘာမှမရှိတော့ဘူးကျမယောက်ျားကလေးတွေကိုခေါ်သွားခဲ့တယ်ကလေးတွေပေါ်ဘလောက်တာဝန်ကျိလဲဆိုတော့ကျမအခုမှပိုသိရတယ်
ကျမယောက်ျားသင်္ဘောတက်နေတဲ့အချိန်မှာသူ့အမေနဲ့ညီမလေးကကူညီပေးပြီးကလေးတွေကိုစောင့်ရှောက်နေကြတယ်တဲ့အမြဲတမ်းကျမသားလေးနဲ့သမီးလေးကိုလွမ်းတာပေါ့လေသားလေးကတော့ကျမဖုန်းဆက်ရင်ကိုင်းနေဆိုပေမဲ့သမီးကတော့ကျမဖုန်းတော့မကိုင်းတော့ကျမယောက်ျားကသမီးလေးကိုကျမလိုမိန်းမမျိုးမဖြစ်အောင်စနစ်တကျတုံးတင်နေတယ်ဆိုတော့ကြားရတဲ့အခါကျမတော်တော်ရှက်လုံးလို့မြေကြီးတဲ့အောင်ထိုးဝင်လိုက်ချင်တယ်ကျမအမိခင်ကောင်းတစ်ယောက်မဖြစ်ခဲ့တယ်လို့ဇနီးကောင်းတစ်ယောက်လည်းမဟုတ်ခဲ့ပါဘူးခံလည်းမခံယူဘူးပေါ့ရှင်ကျမရဲ့ငယ်ချစ်ကကျမအခုချိန်မှာလက်ထပ်ခွင့်တောင်းတဲ့အချိန်မှာကျမလေးစဉ်းစားမိတယ်အဲ့ဒီလက်ထက်လက်စွပ်ကိုကျမလက်မှာစွတ်မဲ့အစားကျမအရင်တုန်းကခိုးဝင်ခဲ့တယ်ကျမယောက်ျားရဲ့ရင်ခွင်ကိုသာကျမလုံးဝပြန်ပြီးတော့တန်းတနေစေပါရှင်ဒါကြောင့်မလို့ကျမရဲ့ငယ်ချစ်ကိုစဉ်းစားပြစေအောင်ပြောရင်းနဲ့ပေါ့လေအခုချိန်မှာကျမဘဝကိုကျမတရားဦးထဲဝမ်းနဲ့အထီးကျန်စွာနဲ့ဖြတ်တန်းခဲ့ပါတယ်ကျမပြောချင်တာအိမ်တော်တဲ့ညီမလေးတွေလည်းကျမတို့လမ်းမှမရောက်အောင်ပေါ့နော်လုံးဝကိုယ့်ရဲ့အိမ်တော်ကိုထိမ့်သိမ့်နိုင်ပါစေလို့ဆုတောင်းရင်းနဲ့နှုတ်ဆက်ခဲ့ပါတယ်ဘိုင်ဘိုင်